ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့စက်တင်ဘာလ26ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်တွေနဲ့ဘင်္ဂလားပင်လယ်အော်မှာအားကောင်းတဲ့လေဖိအားနည်းရုံဝန်းမှသည်မုန်တိုင်းဖြစ်လာနိုင်ကြောင်းနဲ့မြန်မာနိုင်ငံအပေါ်တက်ရောက်နိုင်မှုတွေကိုအားလုံးသတိထားရအောင်တင်ဆက်ပေးသွားပါမယ်အားကောင်းသောလေဖိအားနည်းရုံဝန်းမှမုန်တိုင်းဖြစ်နိုင်မဲ့အခြေအနေကတော့တိုင်းထွာရရှိတဲ့အခြေအနေကဒီကနေ့မြန်မာစံတော်ချိန်10:00နာရီခွဲအချိန်တိုင်းထွာချက်တွေအရဘင်္ဂလားပင်လယ်အော်အလဲပိုင်းမှာဖြစ်ပေါ်နေတဲ့လေဖိအားနည်းရုံဝန်းကအနောက်မြောက်ဘက်ကိုရွှေ့လျားခဲ့ရာဘင်္ဂလားပင်လယ်အော်အနောက်အလဲပိုင်း၎င်းနဲ့ဆက်ဆက်နေတဲ့ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းတို့မှာအားကောင်းတဲ့လေဖိအားနည်းရုံဝန်းအဖြစ်ကိုပုံမအားကောင်းခဲ့ပါတယ်ခန့်မှန်းချက်ကတော့အဲ့ဒီအားကောင်းတဲ့လေဖိအားနည်းရုံဝန်းကလာမယ့်24နာရီအတွင်းအနောက်မြောက်ဘက်ကိုရွှေ့လျားကဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်း၎င်းနဲ့ဆက်ဆက်တဲ့အိန္ဒိယနိုင်ငံအန်ဒရာပရာဒေ့ရှ်ပြည်နယ်မြောက်ပိုင်းကမ်းလွန်အော်ရီဒါပြည်နယ်တောင်ပိုင်းကမ်းခြေအနီးမှာမုန်တိုင်းငယ် depression အဖြစ်ကိုပုံမအားကောင်းလာနိုင်ပြီးလာမယ့်48နာရီအတွင်းအိန္ဒိယနိုင်ငံအော်ရီဒါပြည်နယ်ကိုဖျက်ကျော်ဝင်ရောက်နိုင်တယ်လို့ခန့်မှန်းရပါတယ်မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်နိုင်မှုကတော့အဲ့ဒီအားကောင်းတဲ့လေဖူအားနဲ့ရုံဝန်းကအရှိန်ကြောင်းမို့ဒီကနေ့ကနေစပြီးတော့28ရက်6လ2025ရက်နေ့အတွင်းတပြည်လုံးမှာနေရာအနှံ့အပြားမိုးထစ်ချုံရွာပြီးနေရာကွက်ပြီးမိုးသဲထန်ခြင်းဒေသအလိုက်မိုးကြီးခြင်းမိုးချင်းခြင်းမိုးကြိုးပစ်ခြင်းနဲ့မိုးတက်လေပြင်းတိုက်ခတ်ခြင်းတွေဖြစ်ပေါ်နိုင်တယ်လို့ခန့်မှန်းရပါတယ်မြန်မာပင်လယ်ပြင်အပေါ်အကျိုးသက်ရောက်မှုကတော့အဲ့ဒီအားကောင်းတဲ့လေဖိအားနဲ့ရုံဝန်းရဲ့အရှိန်ကြောင့်ဒီကနေ့ကနေစက28ရက်6လ2025ရက်နေ့အတွင်းမြန်မာဂေရိုရန်တရှောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာမကြာခဏမိုးသက်လေပြင်းတွေကြာရောက်ပြီးလိုင်းအသင်းတင်းမှလိုင်းကြီးနိုင်ပါတယ်မိုးသက်လေပြင်းကျစဉ်ရေပြင်မြေပြင်လေးကတနအီကို35မိုင်မှမိုင်40အထိတိုက်ခတ်နိုင်ပြီးလိုင်းအမြင့်မှာ10ပေမှ16ပေခန့်အထိရှိနိုင်ပါတယ်24နာရီအတွင်းမုန်တိုင်းဖြစ်ပေါ်မဲ့ခန့်မှန်းချက်ကိုဆက်ပြီးတော့ပြပြပေးသွားပါအောင်မယ်26ရက်6လ2025ရက်နေ့မနက်ခန့်မှန်းချက်ဖြစ်ပါတယ်။ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာဖြစ်ပေါ်နေတဲ့လေဖိအားနည်းရုံဝန်းကအနောက်မြောက်ဘက်ကိုရွှေ့လျားနိုင်ပါတယ်။နောက်24နာရီအတွင်းမှာမုန်တိုင်းငယ်အဖြစ်ကိုပုံမအားကောင်းလာနိုင်က28ရက်6လ2025ရက်နေ့မှာဆိုရင်တော့အော်ရီဒါပြည်နယ်တောင်ပိုင်းအန်ဒရာပရာဒေ့ရှ်မြောက်ပိုင်းကမ်းခြေကိုဖျက်ချော်နိုင်တယ်လို့ခန့်မှန်းထားပါတယ်။ဒီကနေ့ညနေထိခန့်မှန်းချက်ကတော့နေရာကွက်ပြီးတော့မိုးကြီးမဲ့ဒေသတွေပြပြပေးသွားပါမယ်။ရန်ကုန်တိုင်း၊အေရဝတီတိုင်း၊တနင်္သာရီတိုင်း၊ကရင်ပြည်နယ်၊မွန်ပြည်နယ်၊ရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းတို့မှာနေရာကွက်ပြီးတော့မိုးကြီးနိုင်တယ်။ရွာရန်နှုန်းပြည့်ဖြစ်ပြီးတော့စကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ကချင်ပြည်နယ်၊ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာနေရာကွက်ကြားနဲ့စကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ကယားပြည်နယ်တို့မှာနေရာကျဲကျဲမန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊ချင်းပြည်နယ်၊ရခိုင်ပြည်နယ်တို့မှာနေရာစိစိနဲ့ကျန်တိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာနေရာအနှံ့အပြားမိုးထစ်ချုံရွာပါမယ်။ရန်ကုန်မြို့မှာမိုးတစ်ကြိမ်နှစ်ကြိမ်ထစ်ချုံရွာပါမယ်။ရွာရန်ရာနှုန်းပြည့်ဖြစ်ပါတယ်။နောက်နေ့ရက်အတွက်ခံမှန်းချက်ကတော့နေပြည်တော်ရန်ကုန်တိုင်းအေရဝတီတိုင်းတနင်္သာရီတိုင်းကရင်ပြည်နယ်မွန်ပြည်နယ်ရှမ်းပြည်နယ်တို့မှာဆက်လက်ပြီးတော့မိုးပိုပါမယ်။ပင်လယ်ပြင်ခီးအတွက်မိုးလေဝသခံမှန်းချက်ကတော့2025ခုနှစ်စက်တင်ဘာလ26ရက်နေ့မနက်10:00နာရီခွဲအချိန်ထုတ်ပြန်ချက်ဖြစ်ပါတယ်။ဘင်္ဂလားပင်လယ်အော်အခြေအနေမှာဒီကနေ့မြန်မာစံတော်ချိန်9:00နာရီခွဲအချိန်တိုင်းထွာချက်တွေအရဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနဲ့၎င်းနဲ့ဆက်ဆက်လျက်ရှိတဲ့ဘင်္ဂလားပင်လယ်အော်အလဲပိုင်းတို့မှာဖြစ်ပေါ်နေတဲ့လေဖိအားနည်းရုံဝန်းကဆက်လက်တည်ရှိနေပါတယ်။အဲဒီလေဖိအားနည်းရုံဝန်းဟာအနောက်မြောက်ဘက်ကိုရွှေ့လျားနိုင်ပြီးတော့ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းနဲ့၎င်းနဲ့ဆက်ဆက်လျက်ရှိတဲ့ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းအိန္ဒိယနိုင်ငံအော်ရီဒါပြည်နယ်တောင်ပိုင်းကမ်းလွန်အန်ဒရာပရာဒေ့ရှ်မြောက်ပိုင်းကမ်းခြေတို့မှာနောက်24နာရီအတွင်းမုန်တိုင်းငယ်အဖြစ်ကိုပုံမအားကောင်းလာနိုင်က28ရက်6လ2025ရက်နေ့မှာအော်ရီဒါပြည်နယ်တောင်ပိုင်းအန်ဒရာပရာဒေ့ရှ်မြောက်ပိုင်းကမ်းခြေတို့ကိုဖျက်ချော်နိုင်တယ်လို့ခန့်မှန်းရပါတယ်ကက်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာမုတ်တုံလေးအားကောင်းနေပါတယ်။တနင်္သာရီမှရန်ကုန်ကံရိုးရဲတလျှောက်ကိုပင်လယ်ပြင်ခီးအတွက်မိုးလေဝသခန့်မှန်းချက်ကိုပြပြပေးသွားပါအောင်မယ်။ဒီကနေ့မွန်တရနေနောက်ထပ်24နာရီအတွင်းရန်ကုန်မှတနင်္သာရီကံရိုးရဲတလျှောက်ခန့်မှန်းချက်ဖြစ်ပါတယ်။မိုးလေဝသအခြေအနေကတော့နေရာအနှံ့အပြားမိုးထစ်ချုံရွာပြီးနေရာကွက်ပြီးတော့မိုးကြီးနိုင်ပါတယ်။အမြင့်တာ3မိုင်မိုးရွာစဉ်မိုင်ဝက်ခန့်ဖြစ်ပါတယ်။ရေပြင်လေကတော့တောင်သို့မဟုတ်အနောက်တောင်တနအီကိုပင်လယ်မိုင်15ကနေ20မိုင်တခါတရံမှာ35မိုင်အထိရှိနိုင်ပါတယ်။လိုင်းအမြင့်အခြေအနေကတော့လိုင်းကြီးပါမယ်။လိုင်းအမြင့်ကတော့10ပေကနေ12ပေခန့်အထိရှိနိုင်ပါတယ်။
ရန်ကုန်မှာရခိုင်ကဲရိုးတဲ့တလျှောက်ပင်လယ်ပြင်ခီးအတွက်မိုးလေဝသခန့်မှန်းချက်ကတော့ဒီကနေ့မွန်းတရနေနောက်ထပ်24နာရီအတွင်းခန့်မှန်းချက်ဖြစ်ပါတယ်။မိုးလေဝသအခြေအနေကတော့နေရာစိစိမိုးထစ်ချုံရွာပါမယ်။အမြင့်တာ4မိုင်မိုးရွာစဉ်1မိုင်ခန့်ဖြစ်ပါတယ်။ရေပြင်လေကတော့တောင်သို့မဟုတ်အနောက်တောင်တနအီကိုပင်လယ်မိုင်15ကနေ20မိုင်တခါတရံမှာတော့35မိုင်ရှိပါမယ်။လိုင်းအခြေအနေကတော့လိုင်းကြီးပါမယ်။လိုင်းအမြင့်ကတော့10ပေမှ12ပေခန့်ရှိနိုင်ပါတယ်။ဒီကနေ့စက်တင်ဘာလ26ရက်မှာဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းမှာလေပြင်းနဲ့ရေဝန်တစ်ခုဖြစ်ပေါ်နေပါတယ်။ဖိလစ်ပိုင်ပင်လယ်ပြင်မှာအပူပိုင်းမုန်တိုင်းကအားကောင်းလာနေပြီးတော့24နာရီအတွင်းဖိလစ်ပိုင်နိုင်ငံကိုတနအီလေတိုက်နှုန်း65မိုင်ဝန်းကျင်နဲ့ဝင်ရောက်တိုက်ခိုက်ဖျက်ချော်ပါမယ်။စက်တင်ဘာလ29မှာတောင်တရုတ်ပင်လယ်ထဲမှာတိုင်ဖုန်းမုန်တိုင်းထိအားကောင်းလာနိုင်ခြေရှိပြီးတော့28ညနေပိုင်းမှာဆိုရင်တော့ VNM မြောက်ပိုင်းကမ်းခြေကိုဝင်ရောက်မှာဖြစ်ပြီးတော့ VNM မုန်တိုင်းအန်ဒီရရှိပါတယ်။စက်တင်ဘာလ26ရက်ကနေ28ရက်စောစောအတွင်းမိုးလေဝသအခြေအနေပြပြသွားပါမယ်။မြို့နယ်အားလုံးမှာမိုးရွာနိုင်တဲ့ဒေသတွေကိုပြပြပေးသွားပါမယ်။မွန်ပြည်နယ်၊ကရင်ပြည်နယ်၊အေရဝတီတိုင်း၊ရန်ကုန်တိုင်း၊ပဲခူးတိုင်း၊ရခိုင်ပြည်နယ်၊မကွေးတိုင်း၊ကယားပြည်နယ်၊ရှမ်းတောင်ရှမ်းအရှိစကိုင်းတိုင်းအထက်ပိုင်းကချင်ပြည်နယ်တနင်္သာရီတိုင်းနေပြည်တော်မန္တလေးတိုင်းချင်းပြည်နယ်တောင်ပိုင်းတို့မှာနေရာစိတ်စိတ်မိုးရွာနိုင်ခြေရှိပါတယ်။မိုးများနိုင်တဲ့ဒေသတွေကတော့အေရဝတီတိုင်းမွန်ပြည်နယ်ကရင်ပြည်နယ်ရန်ကုန်တိုင်းတနင်္သာရီတိုင်းတို့ကချင်ပြည်နယ်တို့စကိုင်းတိုင်းအထက်ပိုင်းတို့မှာနေရာကွက်ပြီးတော့မိုးများနိုင်ပါတယ်။မြို့နယ်အားလုံးမှာနေရာကျဲကျဲမိုးရွာနိုင်တာဖြစ်ပါတယ်။ဒီနေရာကျဲကျဲမိုးရွာနိုင်တဲ့ဒေသတွေကတော့ချင်းပြည်နယ်မြောက်ပိုင်းရှမ်းမြောက်စကိုင်းတိုင်းအောက်ပိုင်းနေရာကျဲကျဲမိုးရွာနိုင်တာဖြစ်ပါတယ်။ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်။နောက်နေ့ရက်တက်ဆက်မှုတွေမှာပြန်လည်ဆုံတွေ့ကြပါစို့ရှင်။